နေပါဦးမြတချို့မို့သက်စီတွေကဘာလို့ဆင်းတဲ့ manganese ဓာတ်တွေထုတ်လုပ်ထားရတာလဲအပင်အာဟာရချို့တယ်လို့ဖြစ်တာလားအပင်ယောဂကြောင့်လားဆိုပြီးကျောင်းမောင်တော်ကမိခုံခဲ့ကြဘူးခုတော့အချက်အလက်တွေနဲ့သူတည်တနာတွေနဲ့လောက်ခဲ့ပူကြီးဆိုတော့ဆက်ပြီးရင်းစရာခုံစရာမလိုတော့အောင်ကဲဆက်သွားကြည့် Come on, everybody. manganese တွေစက်ချက်တွေကအပင်ယောဂကြောင့်မှုကိုကာဝယ်ပေးနိုင်တယ်လို့ဆိုကြသလို manganese ဇင်တွဲဆက်မှုသက်ဆေးတွေက mancozeb mannet ဇင်နဲ့ဖက်ဆုံတော့မှုသက်ဆေးတွေကမိုယောဂမျိုးစုံကိုကာဝယ်ပေးနိုင်တယ်လို့အပင်ဟာရဖြစ်လဲအထောက်ပံ့ပေးပါတယ်။မိုမျိုးစစ်စပိုးတွေမပေါက်ပွားအောင်ကာဝယ်ပေးနိုင်တဲ့အာနိသင်ကိုတိထားရင်အပင်ဟာရကိုဘယ်ချိန်မှသုံးမယ်ဓမ္မမဟုတ်အပင်ယောဂဖက်ဆုံတော့မှုသက်ဆေးတွေကိုဘယ်ချိန်မှသုံးမယ်ဆိုတာကိုယ်တိုင်ကဲဖြစ်ဆုံးဖြတ်လို့ရတာပေါ့ဗျာ manganese မှုသက်ဆေးတွေက mannet mancozeb က manganese နဲ့ဇင်အယိုးအဆက်ဘက်ဆုံသုံးမှုသက်ဆေးနဲ့မျိုးအာလူနှောင်းပင်နာချအာလူအရွက်ပြောက်အာလူချေးဘက်စတဲ့ဒေါင်းလေးရွက်6စတာတွေအပြင်တစ်သီးဟင်းသင်းဟင်းရွက်နဲ့ကွမ်းသီးနဲ့မျိုးစုံတို့မှာအကျရောက်တဲ့တန်ကြီးယောဂအစုံကိုကောက်ပေးနိုင်တယ်။သီးနဲ့မျိုးပေါင်း90ကျော်နဲ့ယောဂပေါင်း400ကျော်ကိုကာကွယ်ဟန်တားနိုင်တဲ့ဇင် manganese အခြေပြုထားတဲ့ derivatives အရောအတွေ့ဆက်မှုသက်ဆေးတွေပါထူးခြားတာကဒီလိုမှုသက်ဆေးတွေက rainfastness လို့ခေါ်တဲ့ရေပေါက်ငင်းကြမိုးရွာရင်အပင်ပေါ်မှာဖြန်းပြီးနာရီဝက်တနာရီ2နာရီကြာသွားပြီးတဲ့နောက်မှာဈေးအည်သွေးပေါ်မှုကြည့်ပြီးဈေးတွေကခြေနဲ့တူအလွယ်လေးရှော့ချမသွားတတ်ဘူးဆိုတာပါဇင် manganese မှုသက်ဆေးတွေကိုပုံမထိရောက်တဲ့ယောဂနှိမ်နင်းမှုကိုရချင်ရင်တခြားပင်လုံးပြမှုသက်ဆေးတွေနဲ့အလက်ကျဖြန့်ပက်ပေးရပါတယ်။ဇင် manganese ဆက်တွေကိုအပင်အာဟာရအနေနဲ့သုံးရင်တော့ manganese မှုသက်ဆေးအကာအကွယ်အာနိသင်ရသလိုအပင်အာဟာရအဖြစ်လေဆွမ်းဆန်းတမန်လှုပ်ဆောင်ပေးနိုင်ပါတယ်။ဇင်နဲ့ manganese ပါအတွေ့အများတဲ့မှုသက်ဆေး၃မျိုးကခင်းကျင်အာလူးမှာရှိလဲသုံးနိုင်တဲ့ mannet က manganese ဓာတ်ပါ manganese ethylene base DPU carbamate mancozeb က manganese နဲ့ဇင်အယောအပါ ethylene base DPU carbamate မိုဆိုင်တက်ကသုံးတဲ့ perchlorate manganese chloride ဥရောပသမဂ္ဂနိုင်ငံချို့မှာတော့ manganese အခြေခံမှုသက်ဆေးတချို့ကိုတော့သုံးဆွဲဖို့တားမြစ်ထားကြပါတယ်ကိုရောဘက်ပါမိတ်ဆွေများအားလုံးအဆင်ပြေကြပါစေဗျ